one man keyboard ဝါသနာရှင်တွေတည်ထားတဲ့ဘယ်ဘက်လက်ပုံစံ၃မျိုးပထမပုံစံအနေနဲ့ထိတ်ဆုံး C ကနေစကင်မယ်ဒိုမီဆိုဒါကို C A minor F G ပုံစံလေးကိုကျွန်တော်တစ်ချက်ပြမယ် C ပြီးရင်လက်၃ချောင်းနဲ့ကင်မယ်နော်ဒီ၃ချောင်းနဲ့လက်တန်းလက်ခလဲလက်မ C ပြီးရင်လက်မက A ကိုသွားမယ်လာပေါ့လာကိုသွားပြီးတော့ A minor ပြီးသွားရင် F ကိုကျွန်တော်လက်ညှိုးနဲ့ဝင်မယ် Fa ကိုမီကိုကြွပြီးတော့လက်ခလဲမီကိုကြွမယ်လက်ညှိုးနဲ့ကျွန်တော် Fa ကိုဝင်မယ် F ပြီးသွားရင်၃ခုလုံးကိုတစ်လုံးစီရွှေ့မှာပေါ့နော် G ဒါ C minor F G ကိုပထမပုံစံမှာဒါလေးကိုကျွန်တော် style နဲ့တစ်ချက်တီးပြမယ်1 2 3 4ဒါကတော့ C A minor F G ကိုပထမပုံစံမှာဒုတိယပုံစံအနေနဲ့ကြောင့်ကျွန်တော်တို့မီရနေပြီးတော့စကင်မယ်မီဆိုဒိုဒီလိုကင်မယ်ပြီးရင်လက်၃ချောင်းမယ်နော်လက်တန်းလက်ခလဲလက်မမီဆိုဒို C ပြီးသွားရင်လက်ညှိုးလေးပဲလက်ခလဲကြွပြီးလက်ညှိုးလေးပဲလာနေအောင်ဝင်မယ် A minor ပြီးသွားရင်လက်တန်းလေးကြွပြီးတော့လက်တကြွယ်ဟာFa ကိုကင်မယ် F ပြီးရင်တော့ကျွန်တော်တို့၃ချောင်းလုံးကြွပြီးတော့ Re So D G ဒီလိုကင်ခိုင်းတာကကျွန်တော် C ကိုပြန်ဝင်မဲ့ခါကြလို့ရှိရင်ကျွန်တော် So လက်ခလဲကိုကြွပြမလို့တော့ဘူးဒီဘက်က Re ကိုမီပြောင်းပြီးတော့ဒီဘက်က D ကိုဒိုပြောင်းလိုက်အောင်မယ်ဒါဆို C ပြန်ဖြစ်သွားမယ်ကျွန်တော်ဒုတိယ C A minor F G ပုံစံလေးကို style လေးနဲ့တစ်ချက်တီးပြမယ်1 2 3 4 C A minor F G C ဒါဒုတိယပုံစံမှာတတိယပုံစံကတော့ C ကိုဆိုကနေစကင်မယ်ပထမဦးဆုံးဒိုမီဆိုကင်တယ်ပြီးတော့ကျွန်တော်တို့မီဆိုဒိုကင်တယ်ပြီးတော့တတိယပုံစံအနေနဲ့ဆိုဒိုမီကင်မယ်လက်တန်းလေးရယ်လက်ညှိုးရယ်လက်မရယ်ပြီးသွားရင် A minor ကိုကျွန်တော်တို့ကဒီလက်တန်းလေးကြွပြီးတော့လာလေးကိုပြောင်းကင်လိုက်မယ်လက်တကြွယ်က A minorပြီးသွားရင်ကျွန်တော်လက်မလေးကိုမီကိုဖိထားရနေကြွပြီးတော့ Fa ကိုပြောင်းကင်ပါဗောနော် F Fa ကိုပြောင်းကင်မယ် F ပြီးသွားရင် So T Re ကင်မယ်လက်တန်းရယ်လက်ခလဲရယ်လက်မရယ်ဒီကောင်လေးကိုကျွန်တော် style နဲ့တစ်ချက်တီးပြမယ်1 2 3 4 C A minor F G C ဒါကတော့ C A minor F G ကိုတတိယပုံစံဖြစ်ပါတယ်ကျွန်တော်တို့ C E minor D minor G ကိုပထမပုံစံလေးနဲ့ကင်ကြည့်မယ်ဒိုမီဆို၃လုံးကင်မယ်လက်၃ချောင်းနဲ့ပဲအတန်းလက်ခလဲလက်မပြီးသွားရင်၃ချောင်းလုံးပြောင်းမယ်မီဆိုဒီ E minor ပြီးသွားရင်၃ချောင်းလုံးရွှေ့မယ် Re Fa La Re Fa La G ကတော့ထုံးစံတိုင်းပဲလက်တန်းရယ်လက်ညှိုးရယ်လက်မရယ် G ကျွန်တော် style လေးနဲ့ချက်တီးပြမယ်1 2 3 4 C E minor D minor G C ဒါပ
ထမပုံစံနဲ့ကိုင်းတာမီကနေစကိုင်းတဲ့ပုံစံပြမယ်မီဆိုဒိုစီဒီလက်မလေးကိုကြွပြီးတော့တီကိုပြောင်းကိုင်းလိုက်မယ်မီဆိုတီအီမိုင်နာပြီးရင်ဒီ၃ချောင်းလုံးကိုရှေ့ကိုရွှေ့လိုက်မယ်တစ်လုံးစီရေဖာလာဒီမိုင်နာရေကိုဆက်ဖိထားမယ်ဖာနဲ့လာကိုပဲဒီတစ်လုံးစီရွှေ့လိုက်မယ်ဆိုနဲ့တီကိုရေဆိုတီပြီးရင်စီပြန်ကိုင်းမယ်မီကနေစကိုင်းတဲ့ C E minor D minor G ကိုကျွန်တော် style လေးနဲ့တစ်ချက်တီးပြမယ်1 2 3 4 1 C E minor D minor G C နောက်တတိယကျွန်တော်ဆိုကနေစကိုင်းတဲ့လက်ပုံစံလေးတစ်ချက်ပြမယ် C E minor D minor G ဆိုဒိုမီလက်တန်းလက်ညိုးလက်မ C ပြီးရင်လက်ညိုးလေးကြွပြီးတော့လက်ကလေးက T ကိုကိုင်းလိုက်မယ်ဆိုတီမီ E minor ဒီလက်တကြွယ်ကလာကိုထောက်ပြီးတော့ဒီက Re နဲ့ Fa နဲ့ကိုလက်ညိုးလက်မ D minorဆိုလက်တန်းဝင်မယ်တီကိုလက်ခလက်ဝင်မယ်ရေကိုလက်မဝင်မယ်ဂျီပြီးသွားရင်ကျွန်တော်စီကိုပြန်ဝင်မယ်ဒီနှစ်ချောင်းပဲကြွလိုက်အောင်မယ်ဒီဘက်ကဖိထားတိုင်းဖိထားပြီးတော့လက်ညှိုးနဲ့လက်မနဲ့စီပြန်ဝင်မယ်ဒီကောင်လေးကိုကျွန်တော် style လေးနဲ့တစ်ချက်တီးပြမယ်1 2 3 4 C E minor Re minor So G C ဝါသနာရှင်မိတ်ဆွေတွေအနေနဲ့ကတော့ဒီ၃မျိုးတွေကတစ်မျိုးမျိုးကိုကျွမ်းကျင်တီးနိုင်ရင်ရပါပြီ professional တီးတဲ့လူတွေကတော့၃မျိုးလုံးရပိုကောင်းတာပေါ့နော်ဘယ်ဟာကပိုကောင်းတယ်လို့တော့မရှိပါဘူးကိုလက်တန်သလိုတီးလို့ရပါတယ်ပုံစံတစ်ခုချင်းစီမှာသူ့အားသာချက်နဲ့သူပါကျွန်တော်တို့ကတော့ဒိုမီဆို၃လုံးကိုင်နဲ့အဖွဲရပါကျွန်တော်တို့ကအတန်ကိုဘယ်ဘက် accompaniment ကိုဒါပုံမှန်ဆိုရင်သူက F sharp ထိထားတယ် therefore ဒါပေမဲ့ကျွန်တော်က T ထိပဲထားတယ်ကျွန်တော်ညီမောင်မျိုးကြိုက်ဝိုင်းလို့ပေါ့နော်ကျွန်တော်တို့အုပ်စုကတော့ T ထိပဲထားတယ်ဘာကြောင့်လဲဆိုတော့မြန်မာတန်တွေတီးတဲ့ခါကျရင် D ထိတီးလို့ရအောင်လို့ကျွန်တော် style နဲ့မြန်မာတန်နဲ့ရောတီးတဲ့ဟာမျိုးကြလို့ရှိရင်မြန်မာတန်တီးလိုက် style တီးလိုက်ဆိုရင်ဒီဘက်က style ကိုကျွန်တော်တို့က start နှိပ်ပြီးတော့ ready လုပ်ထားတယ်ဒီဘက်ကတီးမယ် beating ဝင်မဲ့ချိန်ကျရင်ဒီဘက်ကိုကောက်ကန်လိုက်တာနဲ့တန်းပြီးတော့တီးလို့ရတယ်အဲ့ဒီအတွက်နောက်တစ်ခါ fan တွေတီးရင်ကျွန်တော်ကဒီဘက်ထိယူတီးတော့ဒီကောင်ကိုယူထားတယ်ကိုတန်ရတီးလို့ရပါတယ်ကျွန်တော်တီးနားလဲတော့ဘယ်ဘက်ကတီးလို့ရတဲ့ style ၃မျိုးကိုမျှဝေပေးတာပါကျွန်တော် one man တီးတဲ့ချိန်မှာ style နဲ့တီးတဲ့ချိန်မှာညာဘက်ကနေဖြစ်ဆွတ်တီးလို့ရတဲ့ face ပုံစံလေးတွေပေါ့နော်လောလောဆယ်ကျွန်တော် Apagio တီးတဲ့ပုံစံ၄မျိုးလေးနမူနာပြပေးပါမယ် Apagio ကတော့ဒီ chord တစ်ခုထဲမှာပါတဲ့အတန်တွေကိုပဲပြန်တီးတာဥမာကျွန်တော်တို့က C ဆိုရင် Do Mi Soဒီဒိုရဲ့မီရဲ့ဆိုရဲ့ဒီ၃တန်ကိုပဲလှည့်ပတ်ပြီးတီးတာပေါ့နော်ဒီ၃တန်နဲ့ပဲတီးသွားတဲ့တန်စင်တစ်ခုကို Apagio လို့ခေါ်ပါတယ်နမူနာပုံစံလေးတစ်ခုကိုကျွန်တော်ရင်ပြမယ်အရင်ဆုံးကွေပါလေးပဲသွားမယ်ကျွန်တော် C chord Do Mi So high do လေးပါထည့်မယ် Do Mi So Do လက်ကလက်မရဲ့လက်ညှိုးရဲ့လက်ခလဲရဲ့လက်တန်းရဲ့ Do Mi So Do Do So Miဒါ C chord တော့ပေါ့နော် Do Mi So Do Do So Mi Do ပြီးသွားရင်ကျွန်တော် A minor အတွက်လာကနေစမယ် La Do Mi La La Mi Do La လက်ကတော့ဒီ၃ချောင်းနဲ့เนาะလက်တကြွယ်မပါဘူးဒီ၄ချောင်းနဲ့ပဲသွားမယ် La Do Mi La La Mi Do La အစင်လိုက်ပဲเนาะသူကော့မှာပါတဲ့အတန်တွေကိုဒီမှာလည်းဒီလိုပဲ F Fa La Do Fa Fa Do La Fa ပြီးရ
G so D re so so re D so ဒါလေးကိုကျွန်တော်16 bell လေးနဲ့တစ်ချက်တီးကြည့်မယ်တန်ဖိုး60လောက်နဲ့ကျွန်တော်တစ်ချက်တီးပြမယ်1 2 3 4ဒါပထမဆုံးပုံစံလေးတစ်ခုပါကျွန်တော်ဒုတိယပုံစံလေးဆက်သွားမယ်လက်ပုံစံကဒီတိုင်းပဲဒီလေးချောင်းနဲ့ပဲသွားမယ်ဒီတစ်ခါဒိုမီဆိုမီဒိုမီဆိုမီဒီလေးခုပဲဒိုမီဆိုမီဒိုမီဆိုမီဒီဟာလေးကို C ဒုတိယပုံစံကိုကျွန်တော်အနှေးလေးတီးပြမယ်ဒိုမီဆိုမီဒိုမီဆိုမီပြီးသွားရင် A minor လာဒိုမီဒိုလာဒိုမီဒိုပြီးရင် F ဖာလာဒိုလာဖာလာဒိုလာ G ဆိုဒါလေးကိုဘဲလက်လေးနဲ့ပဲစတီးပြမယ်1 2 3 ဒါဒုတိယပုံစံလေးပါဒါလေးတွေက slow သချင်းလေးတွေမှာဒီလိုတင့်တော်ပါတယ်ကျွန်တော်တတိယပုံစံလေးဆက်သွားမယ်လက်ကဒီပုံစံပဲဒိုမီဆိုဒိုဆိုမီဒိုမီမီဆိုဒိုဟာ1 and 2 and 1 and 2 and ပြီးရင်3မှာမတီးဘူး3ရဲ့ and မှာဆိုတီးမယ်4မှာမီကိုတီးမယ်1 and 2 and 3 and 4 and ဒီလိုလေးသွားမယ်1 and 2 and 3 and 4 and အဲ့တော့လက်ပုံစံကျွန်တော်အနှေးတီးပြမယ်ဒိုမီဆိုဒိုဆိုမီလာဒိုမီလာမီဒိုဖာလာဒိုဖာဒိုလာဆိုဒီရီဆိုရီတီဒါလေးကို beat လေးနဲ့တီးကြည့်မယ်1 2 3 4ဒါတော့တတိယပုံစံနောက်ဆုံး၄ခုမြောက်ပုံစံ၄ခုမြောက်ပုံစံကိုကြတော့ကျွန်တော်က1 and 2 and 3 and 4 and မှာ1မှာကော့ကိုတီးမယ်1 2 1မှာတီးပြီးတော့2ထိအတန်ချိန်ဆွဲထားမယ်1 2 3 and 4 and 3 and 4 and မှာအစဉ်လိုက်ပဲဒိုမီဆိုဒိုဆိုပြီးတီးမယ်1 2 3 and 4 and 1 2 3 and 4 and 1 2 3 and 4
လက်ကထုံးတဲ့အတိုင်းပဲเนาะလက်တကြွမပါဘူးဒီ၄ချောင်းပဲကျွန်တော် beat လေးနဲ့တစ်ချက်တီးပြမယ်1 2 3 4 1 2 3 and 4 and 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 1 2 3 and 4 ဒီလေးမျိုးလေးကိုလိုက်တီးကြည့်ပါညာဘက်လက်ကအပက်ဂျီကိုဖေးတီးတဲ့ဒုတိယပိုင်းလေးမျိုးကိုကျွန်တော် tutorial ထပ်လုပ်ပေးလိုက်ပါတယ်ပထမဆုံး1 and 2 and do mi so do ကျွန်တော်လက်တကြွယ်မတီးဘူးဒီလေးချောင်းနဲ့တီးမယ်လက်မလက်ညှိုးလက်ကလေးလက်တန်း1 and 2 and do mi so do ပြီးွားရင်3မှာမတီးဘူး3ရဲ့ and နေပြီးတော့ဒီလေးလုံးကိုပဲ do မတီးတော့ဘဲနဲ့ mi so do တီးမယ်လက်ဒီလေးချောင်းပဲပုံစံလေးယူထားမယ်1 and 2 and 3 and 4 and A minor လဲအဲ့လိုပဲသွားမယ်လာဒိုမီလာဒိုမီလာဒီရင် F လဲဖာလာဒိုဖာလာဒိုဖာပြီးရင် G ဆိုတီရေဆိုဒါကိုကျွန်တော်16 bell လေးနဲ့တန်ဖို60လောက်နဲ့ကျွန်တော်တီးပြမယ်1 2 3 4ဒါကတော့ပထမပုံစံပါဒုတိယပုံစံကလည်းဒီဟာနဲ့ခက်ဆင်ဆင်ပဲဒီလက်ချောင်းအတိုင်းပဲဒိုမီဆိုဒိုပဲပထမ1 and 2 and ကဒိုမီဆိုဒိုခုနကမီဆိုဒိုဆင်းတယ်အခုကဒိုဆိုမီပြန်တက်မယ်1 and 2 and ဒိုမီဆိုဒိုပြီးရင်3မှာမတီးဘူး3 and မှာဒိုပြန်တီးမယ်ဒိုဆိုမီ1 and 2 and 3 and 4 and 1 and 2 and 3 and 4 and fa la do fa do la so ti re so re ti ဒီပုံစံလေးပါဒါလေးကိုကျွန်တော် style လေးနဲ့တစ်ချက်တီးပြမယ်1 2 3 4ကျွန်တော်တို့တတိယပုံစံက1နဲ့2မှာကော့ကိုပဲတီးမယ် C ဖြစ်တဲ့အတွက်1 2 1 2ပြီးရင်3 and နဲ့4 and မှာဒိုဆိုမီဒိုအောက်ကနေပြန်တက်မယ်ဒိုဆိုမီဒို1 2ဒိုဆိုမီဒိုC ပထမ C 1နဲ့2မှာ C ပဲနှစ်ချက်တီးမယ်1 2ပြီးရင်3 and 4 and မှာဒိုဆိုမီဒိုဒိုဆိုမီဒို A minor လဲလို့ပဲ1 2လာမီဒိုလာ F fa do la fa ဒါလေးကိုကျွန်တော် style နဲ့တစ်ချက်တီးပြမယ်1 2 3
4ကျွန်တော်နောက်ဆုံးစရုပ်ထားပုံစံ၄ခုမြောက်ကိုသွားမယ်ဒါတော့အပယ်ဂျီကိုဆိုတော့ဒီကော့ထဲမှာပါတဲ့အတန်တွေကိုပဲကျွန်တော်တို့အမျိုးမျိုးလှည့်ပတ်ပြီးတော့ရေးဖွဲ့ထားတာပါဒီလိုပုံစံတွေအများကြီးရထားရင်တခြင်းတွေအများကြီးကိုကျွန်တော်တို့သူ့တွင်းလိုက်ဖက်တဲ့ပုံစံလေးနဲ့ညာဘက်ကလိုက်လို့ရတယ်ပေါ့နော်အဲ့တော့နံပါတ်၄ပုံစံဒိုမီဆိုမီသတိမှမတီးဘူးသတိရဲ့အမှာဒိုဟိုက်ဒိုပြီးရင်ဆိုမီအဲ့ဒါကိုလည်းဒီလက်လေးချောင်းနဲ့ပဲတီးလို့ရတယ်1 and 2 and သတိမှမတီးဘူးသတိရဲ့အမှာဒိုလက်မလက်ညိုလက်ခလဲလက်ညိုလက်တန်လက်ခလဲလက်ညိုဒိုမီဆိုမီဒိုဆိုမီလာဒိုမီဒိုလာမီဒိုဖာလာဒိုလာဖာဒိုလာဆိုတီရေတီဆိုရေတီဒါလေးကိုကျွန်တော်တိုင်လေးနဲ့ချက်တီးပြမယ်1 2 3 4ဒီပုံစံလေးကိုလည်းလိုက်တီးကြည့်ပါညာဘက်လက်ကဖေးတီးလို့ရတဲ့ပုံစံတတိယပိုင်းကိုကျွန်တော် tutorial လုပ်ပေးလိုက်ပါတယ်1မှာ C ကော့ကိုတီးမယ်2နဲ့ 2M မှာ မီဆိုကိုတီးမယ်လက်ကကျွန်တော်ဒီ3ချောင်းပဲသုံးမယ်လက်မရယ်လက်ခလဲရယ်လက်တန်းရယ်လက်မလက်ခလဲလက်တန်း C 1ပြီးတော့2နဲ့ 2M မှာမီဆိုပြီးရင်3မှာမတီးဘူး3ရဲ့ M မှာမီကိုတီးပြီးတော့4မှာ1ကိုတီးမယ်1 2 and 3 and 4ဒီပုံစံလေးပါ1 2 and 3 and 4 A minor လည်းဒီတိုင်းပဲလာဒိုမီဒီလိုပဲ3ချောင်းပဲခြင်မယ်1 2 and 3 and 4 F 1 2 and 3 and 4 G 1 2 and 3 and 4ဒါလေးကိုကျွန်တော်လက်ဆောင်ဆိုင်လေးနဲ့တန်ပို60နဲ့ကျွန်တော်တစ်ချက်တီးပြမယ်1 2 3 4ဒုတိယပုံစံဆက်သွားမယ်ဒုတိယပုံစံကဒိုရေမီဆိုဒိုရေမီဆို1 and 2 and ဒီမှာကျွန်တော်လက်ညှိုးပါလာပြီလက်စကြမပါသေးဘူးဒိုရေမီဆိုလက်မလက်ညှိုးလက်ကလေးလက်တန်း1 and 2 and ဒိုရေမီဆို1 and 2 and ပြီးရင်3မှာမတီးဘူး3ရဲ့ and မှာမီကိုတီးမယ်4မှာဒိုကိုတီးမယ်3 and 4 1 and 2 and 3 and 4ဒီပုံစံလေးပါ C A minor F G ဒီပုံစံလေးကိုကျွန်တော်အနှေးတစ်ချက်တီးပြမယ်1 and 2 and 3 and 4 1 and 2 and 3 and 4 1 and 2 and 3 and 4 1 and 2 and 3 and 4ခုနတိုင်းပဲကျွန်တော် left sound ပြီးလေးနဲ့တန်ဖိုး60နဲ့တစ်ချက်တီးပြမယ်1 2 3 4
တိယပုံစံဆက်သွားမယ်တတိယပုံစံကဒီလက်၄ချောင်းမယ်1မှာစီကော့လေးပဲကန်လိုက်မယ်1 2ထိအတန်ချိန်ဆွဲထားမယ်ပြီးသွားရင်3 and 4 and ကိုဒိုရီမီဆို1 2 3 and 4 and ဒိုရီမီဆို A minor လည်းဒီတိုင်းပဲ1 2 3 and 4 and F 1 2 3 and 4 and 1 2 3 and 4 and ဒီကောင်လေးကိုကျွန်တော် style နဲ့တစ်ချက်တီးပြမယ်1 2 3 4 1 2စရိုးစားပုံစံကလည်းဒီကောင်နဲ့ခတ်ဆင်ဆင်မယ် CO 1 2ထိကိုတန်ချိန်ဆွဲထားမယ်ပြီးသွားရင်3 and 4 and ကိုမီရေမီဆိုလက်ခလဲလက်ညှိုးလက်ခလဲလက်တန်းမီရေမီဆို3 and 4 and C 1 2 3 and 4 and A minor 1 2 3 and 4 and 1 2 3 and 4 and 1 2 3 and 4 and ကျွန်တော် style နဲ့တစ်ချက်ပြန်တီးပြမယ်1 2 3 4 1 2ဒီညာလက်ပုံစံတတိယပိုင်း၄ခုကိုတီးကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်သိချင်တာများရှိရင်လည်းကျွန်တော်ကို comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ပြောပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရတဲ့ subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်